ကြောင်မွေးရခြင်းရဲ့အကြီးမားဆုံးဆုလက်ကဘာလဲသိလားအိမ်ပြန်ရောက်တဲ့ချိန်မှာကိုယ့်ကိုယ်လာတိုးဝှေ့ပြီးချွဲနေနေတဲ့အကောင်ပေါင်းလေးတွေကိုမြင်ရတာဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာတော်မှာမွေးမြူသူအများဆုံးအချွဲဆုံးနဲ့ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးဆုံးထိပ်တန်းကြောင်မျိုးစိတ်တွေကိုပြောပြပေးတော့မှာပါဒီထဲမှာတင်ကြိုက်ဆုံးကြောင်လေးရောပါမလားဆိုတာဗီဒီယိုလေးကိုစွန့်ကြည့်လိုက်ရအောင်နော်ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ Red Dot ပါသူ့ရဲ့ထူးခြားချက်ကတော့နာမည်တိုင်းပါပဲလူဝပွက်ချီလိုက်ပြီးဆိုရင်အယုတ်တရုတ်လိုမျိုးကိုလုံးလေးကိုပြုတ်ခွေပြီးတော့အလိုက်တင်နေတတ်တာပါအပြာရောင်မျက်လုံးလှလှလေးတွေနဲ့ဒီကောင်လေးတွေကလူရမ်းကပ်ပြီးအရန်လဲချွဲတတ်ပါတယ်အိမ်မှာအမြဲတမ်းကိုယ်နောက်တစ်ကောက်လိုက်နေမယ်ကြောင်မျိုးလေးရှာနေတယ်ဆိုရင်တော့ Red Dot လေးတွေကအတင့်တော်ဆုံးပါပဲဒုတိယတစ်မျိုးကတော့ social media ပေါ်မှာတပ်ပုံရရင်အလားဆုံးဖြစ်တဲ့ Scottish Fold လို့ခေါ်တဲ့ကြောင်လေးတွေဖြစ်ပါတယ်။မျိုးရခောက်ခောက်လေးတွေမျက်နှာဝိုင်းဝိုင်းလေးတွေကြောင်နဲ့မတူပဲဈေးကွက်ရုပ်လေးနဲ့တူနေတတ်ပါတယ်။ဟမ်သူတို့ကအေးစစ်စစ်နေတတ်ပြီးတော့အတန်ကြဲကြဲတဲ့မော်တတ်ပါအောင်။ဒါပေမဲ့ပိုင်ရှင်ကတော့မျက်လုံးဝိုင်းကြီးနေကြည့်ပြီးအတန်တိုးတိုးလေးနဲ့ချွတ်တတ်တာမလို့ကြောင်မချစ်တတ်ဘူးဆိုရင်တော့ချစ်မိတော့မှသိကြပါတယ်။နောက်တစ်ကောင်ကတော့နူးညံ့တဲ့ဘလူးကြီးလို့တင်စားကြတဲ့မိန်ခွန်းတွေပါ။သူတို့ကကမ္ဘာကိုတဲ့ကြီးဆုံးကြောင်မျိုးစိတ်ဖြစ်ပါတယ်။ကြီးလိုက်ရင်ချင်းလေးပေါက်စားလေးနဲ့တော့တူပါတယ်။ရုပ်ရည်ကခန့်ညားထည့်သွားပြီးလူကောင်ကြည့်တယ်လို့စိတ်တဘောသားကတော့ရန်နူးညံ့ပါတယ်သူတို့ကခွေးတွေလိုပဲကစားရတဲ့ကိုရမ်းဝါနာပါတာပါနောက်ပြီးပန်းရှင်ပေါ်မှာလည်းတစ္ဆာရှိရှိနဲ့အပြင်းအနားမှာကွက်ချင်နေမဲ့ကြောင်ကြီးတွေဖြစ်ပါတယ်စတုဒ္ဓမြောက်ကတော့မြင်လိုက်တာနဲ့ပါးလေးကိုဆွက်ဖြစ်ပြချင်စရာကောင်းတဲ့ British Short Hair လို့ခေါ်တဲ့ကြောင်လေးတွေပါပါဖောင်းဖောင်းကိုလုံးဝိုင်းဝိုင်းနဲ့ဝဝတုတ်တုတ်လေးဖြစ်နေတာကတဲ့သူရဲ့ဆွဲဆောင်မှုကပေါ်နေပြီဖြစ်ပါတယ်ဒီကောင်လေးတွေက British Short လူကြီးလူကောင်းတွေတိုက်မှာပဲအရန်ကိုတီတီငင်ငင်နေတတ်ပါတယ်ဒါပေမဲ့ပန်းရှင်ကိုချစ်မိတော့ပြီဆိုရင်တော့ဘေးနားမှာလာအိပ်ပြီးအမီလေးတရန်ရန်နဲ့ချွဲ့ပြတတ်တာကနှလုံးသားကိုအကြီးပြကျသွားနိုင်ပါတယ်နောက်ဆုံးတစ်ကောင်ကတော့ကန်နဝဆန်ဆန်လှပလွန်တဲ့ပါရှန်ကြောင်လေးတွေဖြစ်ပါတယ်မျက်နှာပြပြအမွေးပွားပွားရှည်ရှည်လေးတွေနဲ့ကြောင်ချစ်တူတွေကြမှာနန်းဆန်တဲ့ချောလေးတွေလို့တော့မကြည့်ပါနဲ့သူတို့ကစူးစူးညံ့ညံ့တန်းတွေကိုမကြိုက်ပါဘူးဒါကြောင့်အတန်ပြည့်ရင်တော့တိုးတိုးလေးပဲပြုတ်ပါတယ်နောက်ပြီးသူတို့ကိုကြောင်ငပြင်းလေးတွေလို့လည်းခေါ်ကြပါတယ်ဘာလို့လဲဆိုတော့တနေ့ကောင်အိပ်ရပေါ်မှာပဲဖြစ်ဖြစ်ဆိုပါပေါ်မှာပဲဖြစ်ဖြစ်အမြဲတမ်းအိပ်နေတတ်လို့ဖြစ်ပါတယ်ကဲအခုပြောပြတော့တဲ့ကြောင်၅မျိုးထဲမှာလူချင်းမင်းတို့အတရားဆုံးကြောင်တွေကဘယ်နှခုမြောက်လဲဆိုတာ comment မှာပြောပေးကြကြအောင်နော်ဒါကတော့အပိုင်းတစ်ပဲရှိပါသေးတယ်နောက်ထပ်လည်းကဘာပေါ်မှာလူကြိုက်များပြီးချစ်ဖို့ကောင်းတဲ့ကြောင်မျိုးစိတ်တွေအများကြီးကြံပါသေးတယ်အဲ့ဒီကြောင်တွေကိုအပိုင်းနှစ်မှာဆက်ပြီးတင်ပေးတော့မှာမလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်